ဆင့်30မှသည်ချန်ပီယံဖြစ်စိန်ခေါ်မှုမင်္ဂလာပါရှင်ကိုးစားကအန်နမကြိုဆိုပါတယ်လွန်ခဲ့တဲ့10နှစ်တုန်းကချက်စီအသင်းအဆင့်30နဲ့ရာသီသိမ်းခဲ့မှုတာကိုမှတ်မိကြသေးလားအဲ့ဒီတုန်းကဘာဆက်ဖြစ်ခဲ့လဲဆိုရင်နောက်ရာသီမှာပဲနီးပြကွန်တီရဲ့လက်အောက်မှာရမှတ်63မှတ်နဲ့ Premier League ဖလားကြီးကိုအံ့အားသင့်ဖွယ်ကင်ရောက်သွားခဲ့တာပါအခုလည်းအဲ့ဒီသမိုင်းတောင်တစ်ပတ်ပြန်လည်လာနေတယ်လို့ပါပဲချက်စီအသင်းဟာပြီးခဲ့တဲ့ရာသီမှာအဆင့်30နဲ့ပဲကျေနပ်ခဲ့ရပေမဲ့ဒီရာသီမှာနီးပြသစ်ဇာဘီအလွန်ဆိုရောက်ရှိလာခဲ့ပါပြီအတိတ်ကလိုအံ့ဖွယ်ပုံပြင်မျိုးချက်စီတို့ပြန်ပြီးရေးထိုးနိုင်ပါမလားဒီမင်းကိုအတွက်အဖြေရှာကြည့်ရအောင်ဇာဘီအလွန်ဆိုဟာလီဗာပူးဆင်အသင်းမှာရှုံးပွဲမရှိစံချိန်တွေနဲ့အတူဘွန်ဒက်စလီဂါဖလားကိုသိမ်းပိုက်နိုင်ခဲ့တဲ့နီးပြတစ်ယောက်ဖြစ်တာကြောင့်သူ့ရဲ့ထူးခြားတဲ့နီးပြူဟာတွေဟာ Stamford Bridge အတွက်မျှော်လင့်ချက်အသစ်တွေတည်ဆောင်လာခဲ့တာပါဒါပေမဲ့ဒီရာသီ Premier League ရဲ့စိန်ခေါ်မှုကတော့လွဲကူမှာမဟုတ်ပါဘူးတစ်ဖက်မှာ Man City နဲ့ Arsenal တို့လိုထိပ်သီးအသင်းတွေကအရန်ကိုအားကောင်းပြီးတည်ငြိမ်နေတယ်လို့ Chelsea အသင်းကိုယ်တိုင်ကလည်းကစားသမားအသစ်တွေအများကြီးနဲ့ပြန်လည်ဖွဲ့စည်းနေရတော့မယ်ဖြစ်ပါတယ်ဒါပေမဲ့သတင်းကောင်းကတော့အသင်းကိုအဓိကပခုံးထမ်းတာဝန်ယူထားတဲ့ကူးပါမာတို့လိုလူငယ်ခြေတက်တွေနဲ့အတူဇာဘီအလွန်ဆိုရဲ့နီးပြူဟာပိုင်းကျစ်လစ်မှုပေါင်းဆက်လိုက်ရင်ချက်စီဟာရမှတ်တွေဇက်တိုက်စုတောင်းလာနိုင်ပါတယ်လွန်ခဲ့တဲ့10နှစ်ကလိုပဲဥရောပပွဲစဉ်တွေရှင်ပြိုင်စရာမလိုပဲ Premier League တစ်ခုတည်းကိုပဲအာရုံစိုက်ခွင့်ရတာကလည်းသူတို့အတွက်အားသာချက်တစ်ခုဖြစ်လာနိုင်ပါတယ်ဒါကြောင့်မို့လို့ချက်စီအသင်းအနေနဲ့အတိတ်ကလိုအဆင့်30ကနေအဆင့်1စီရောက်အောင်ပြန်တက်လန်းလာနိုင်မလားဒါမှမဟုတ်ထိပ်သီးလေးတင် top 4ဝင်နိုင်ဖို့နဲ့တင်ရုန်းကန်ရမလားဆိုတာဒီရာသီမှာစိတ်လှုပ်ရှားပွဲစောင့်ကြည့်ရတော့မှာပါမိတ်ဆွေတို့ဘယ်လိုထင်လဲကွန်မန့်မှာဆွေးနွေးပေးခဲ့ကြပါဦး